သူတွေ TikTok ကနေဒီလီမျိုး1000နေရနေကြပြီလေတရက်ကို1000ဝင်နေကြပြီလားမဝင်သေးဘူးဆိုလို့ရှိရင်တော့ဗီဒီယိုကိုအဆုံးထိကြည့်နော်ဝင်တဲ့နီးကိုပြောပြပြမှမလို့ပေါ့နော်မကြည့်ရင်တော့နောင်တရမှာပေါ့သိလားမလားဘသူမဆိုတရက်ကို1000ရချင်ကြမှာပဲဟုတ်တယ်မလားအလုပ်တစ်ဖက်နဲ့ဒီလီမျိုးဝင်ကြတယ်ဆိုလို့ရှိရင်တော့ဗီဒီယိုကိုအဆုံးထိကြည့်ပါကြည့်ရင်လုံးဝအကျိုးရှိစေရမယ်ပေါ့နော်အဲ့ဒါဘာလို့တက်လဲဆိုလို့ရှိရင် TikTok short လောက်တာပါ TikTok short လောက်တယ်ဆိုလို့ရှိရင်ကိုကဒီလိုမျိုးတစ်ရက်ကိုဝင်ငွေ1000 2000အမြဲတမ်းဝင်နေပေါ့နော် TikTok short လောက်ဖို့ကဘာမှမခက်ပါဘူးအဓိကကို့မှာ follower 1000ရှိအောင်နဲ့တင်ဒီလိုမျိုးပတ်စံရှာလို့ရပြီရှင်နော် follower 1000ရှိလဲပြီးပြီဆိုလို့ရှိရင်ကို့မှာချင်တော့ဖွင့်နေဆိုလို့ရှိရင်ရှင်တို့တွေဒီလိုမျိုးတစ်ရက်ကို1000 2000 3000ရှာလို့ရပြီပေါ့နော်အရင်လွယ်တယ်ပြီးဆိုလို့ရှိရင်သူရဲ့အားထားချက်ကဘာလဲဆိုလို့ရှိရင်အပြင်နဲ့ထွက်ဆရာမလို့ဘူးဘယ်သူမှသွားပြီးတော့ပို့ကြတယ်မလို့ဒီလိုမျိုးအခန်းထဲကနေအခုယွန်းလေးပြောသလိုမျိုးလိုက်ပြီးတော့ပြောပြီးပြီဆိုလို့ရှိရင်ရပါပြီရှင်เนาะပြီးပြီဆိုလို့ရှင် तू ကနောက်တက်အားသာချက်ပါလဲဆိုလို့ရှင်ပေါ့เนาะအခမဲ့နမူနာ free ပါရတယ်เนาะရှင် free လဲရတယ်တကယ်လို့လုပ်ချင်တယ်စိတ်ဝင်စားတယ်ဆိုလို့ရှင် comment မှာ live ပြီးတော့ man ပေးပါနောက်တစ်ခေါက်ပြန်ပြီးတော့ TikTok short လုပ်နည်းကိုအသေးစိတ်တင်ပြပေးမယ်ပေါ့เนาะနောက်ဗီဒီယိုမှာတင်ပြပေးမယ်နောက်ဗီဒီယိုမှာတင်ပြပေးပါလားဆိုပြီးတော့လဲ man ပေးပါပေါ့เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ဒီလိုမျိုးအများကြီးရောင်းကောင်းပါစေလို့လဲဆုတောင်းပေးပါတယ်ရှင်